ရှမ်းပြည်နယ်တောင်ပိုင်းမြို့တော်တောင်ကြီးမှာ73စီကုန်စီနဲ့ဆေးဝါးပြက်လက်မှာစိုးရိမ်ပြီးအလူရက်တိုးဝဲယူနေကြတယ်လို့သတင်းရရှိပါတယ်။ဒါကြောင့်73စီဆိုင်တွေမှာအကန့်အသတ်နေတာရောင်းချပေးနေတယ်လို့တချို့ဆိုင်တွေလည်းပိတ်ထားပြီးဈေးနှုန်းလည်းမြင့်တက်နေတယ်လို့မြို့ခံရင်မောင်းတွေကပြောပါတယ်။အလားတူပဲဈေးဆိုင်နဲ့စတိုးဆိုင်တွေမှာဆေးဝါးနဲ့ကုန်ပစ္စည်းတွေအလူရက်တိုးဝဲယူနေကြတာကြောင့်ကုန်စည်နှုန်းတွေလည်းမြင့်တက်နေတယ်လို့မြို့ခံတွေကပြောပါတယ်။တောင်ကြီးမြို့က73စီတိုးဝဲယူနေရပုံကြောင့်မြို့ခံမြို့တမီတအူးကအခုလိုပြောပြပါဗျ။မရှိရဘူး။နမနာစီနာတော့ရောက်တဲ့စီရ။အမစီနော်ဝေဒီညမင်တဲ့ပြီးလို့စီရ။ဒီညမင်နာထိုင်နာစီပန်းလေးစီဆိုင်လေး။ဟိုမှာတိုက်ပွဲဖြစ်နေတာတဲ့။ဟိုကအမေရိကန်တို့အီရန်တို့မှတက်ပါရင်နာစီထုတ်တဲ့နေရ။အဲ့ဒါရင်နာစီလေးပြန်မယ်ကုန်စည်နှုန်းတွေတက်မယ်စီတက်မယ်လို့ဆိုရပြန်နေပြီးရရတော့။အဲ့မျိုးရှိဝဲတော့မလိုအပ်တိုင်းနေပါဝဲထားပေါ့။တက်စီတဲ့နေစမှာတခါ73စီဆိုင်တချို့ကကားနဲ့ဆိုင်ငယ်တွေကိုအကန့်အသတ်နဲ့73စီရောင်းချပေးနေတယ်လို့ပုံတွေနဲ့လည်းရောင်းချပေးမယ်လို့ဆိုကြပေမဲ့စစ်တပ်ဂိတ်တွေကပြဿနာရှာပါကကိုယ့်ဘာသာကိုဖြည့်ချင်းကြဖို့ပြောနေတယ်လို့မြို့ခံတွေကပြောပါတယ်ဟုတ်တယ်အခုပဲမကိုစီလူချင်းလို့ဆိုဟိုဘုံမှာတော့ယူဖို့ဆိုတင်နေရဆုံးတယ်မနေ့ကမမတဲ့မရဘူးကားတယ်ပဲရမှာပုံနဲ့ဆိုတော့သူတော့ထည့်ပေးမယ်ဒါမဲ့ကိတ်ကြတော့ငါတို့စကားပြောရမယ်တဲ့ဒီကတော့ထည့်ပေးမယ်သူတာဝန်မျိုးသူဆိုင်မှာတော့သူဆိုင်ရလဲပုံနဲ့ထည့်လက်မခံပုံနဲ့ထည့်လဲဖမ်းမှာဒါမဲ့သူတာဝန်ယူတယ်သူဆိုင်မှာတော့သူထည့်ပေးမယ်ပုံနဲ့ဒါမဲ့ကိတ်မှာတော့သူတာဝန်မယူအခုလက်ရှိအခြေအနေတွေကြောင့်စေဝါတချို့ကိုလည်းဝယ်ယူစုဆောင်ထားရပြီးအရင်ထက်ဈေးနှုန်းမြင့်တက်သွားတယ်လို့အသက်60ကျော်အရွယ်ရှိတောင်ကြီးမြို့ခံမြို့သမီးကပြောပါတယ်တောင်ကြီးမြို့နယ်အေးတာယာမြို့မှာလည်း73စီတန်းစီဝယ်ယူနေရပြီးကုန်ပစ္စည်းနဲ့ဆေးဝါးတွေဝယ်ယူစုဆောင်နေတာကြောင့်ဈေးနှုန်းတွေမြင့်တက်နေတယ်လို့မြို့ခံတအူးကပြောပါတယ်။ဆိုင်ငယ်စီရလေတူလာရင်ခက်တာလောက်စားမယ်ဆိုရင်ဘိုးခါတောင်းစားမယ်ဆိုရင်ခွေးအောင်ငါတို့မြန်မာနိုင်ငံလူတွေอ่ะငွေလုံးနေတင်တန်းစီရလူတွေလည်းတော့ကြည့်လိုက်အောင်ねစီအမွေးကျန်ကျေးဇူးတင်အောင်ဟိုမနဲ့ဆိုကြတဲ့ထားစီရလူတွေလဲနာ6တော့မှညာတော့တက်ပြီလို့ပြောတာပဲဟုတ်ကဲ့နောက်ထိကြောက်ဆောင်ဘူးအားရဟိုတာမန်လိုမျိုးပဲနေ့တိုင်းဖြတ်တန်းနေလို့ရှိရင်ကွာစီစင်းလုံးနဲ့ကုန်စည်လုံးနဲ့တက်လာစရာအကြောင်းမရှိပြီးတော့နေဘာမှဖြတ်စရာအကြောင်းမရှိဘူးသူတို့ကဒီလိုဖြစ်နေခါကျွန်တော်ကုန်စည်လုံးကအဲ့လိုဖြစ်အစရစေဝါရီရောတဲ့စီမဟုတ်ဘူးစေဝါရီရောစားတော့ကုန်နေရောအဲ့တက်စီရောဆိုနေစဆိုင်3ခုတော့မှငါတို့ခလေးလေးအစားမလိစားအဲ့ဒီမွေထားလာတော့အဲ့လိုက်ဝယ်ထားမယ်တစီဆိုပြီးရှင်းနေကြတယ်ဝယ်နေလို့ရက်ခမနေတော့လို့စိတ်ညစ်လို့လက်ရှိ73စီအလူရက်ဝယ်နေတာကြောင့်တောင်ကြီးမြို့နယ်အတွင်း73စီဈေးတွေမြင့်တက်လာတယ်လို့သိရပါတယ်သုံးဆွဲသူအများဆုံးဖြစ်တဲ့အောက်တိန်92တလီတာကိုအရင်2420ကနေအခုတော့တလီတာကို2520အထိမြင့်တက်လာတယ်လို့သိရပါတယ်။မတ်လ4ရက်နေ့မှာအောက်တိန်95တလီတာကို2605ကျပ်ရိုးရိုးဒီဇယ်တလီတာကို2690ကျပ်နဲ့အဆင့်မြင့်ဒီဇယ်တလီတာကို2980ကျပ်ဈေးရှိတယ်လို့တောင်ကြီးမြို့က73စီဆိုင်တွေစီကနေသိရပါတယ်ရှင်။